လာတာကောင်းကောင်းနဲ့နိုင်ငံခြားမှာလှုပ်လှုပ်ရမယ်ဆိုတဲ့မလုံးနောက်ကိုလိုက်မိရာကနေမရဲကန်းလိုကြားပြန့်ကိုင်းတစ်ခုလေးကိုရောက်ရှိသွားတဲ့ဖျက်မှန်စကားလေးကိုတင်ဆက်ပေးခြင်းပါတယ်။ဇလန်းလေးကတော့2018ခုနှစ်ဇလိုက်မင်းသားဖြစ်သူကောင်းလေးဟာတရုတ်ပြည်ကနမည်ကြီးကုမ္ပဏီတစ်ခုမှာလှုပ်လှုပ်နေပြီးထက်မြက်တဲ့နည်းပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာဟက်ကာတစ်ယောက်အဖြစ်နေပယ်တဲ့စတင်ခဲ့သူဖြစ်ပြီးသူ့ရဲ့အရေးချင်းကတော့အစင်တန်းတစ်ခုမှရှိနေသူပါ။အသက်20မှာတင်ဘဏ်အကောင့်ပေါင်း8000ကျော်ကိုဖောက်ထွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်သူအခုလိုထိတ်တန်းနည်းပညာကုမ္ပဏီတစ်ခုမှာလှုပ်လှုပ်နေရတာဟာအံ့ဩစရာတော့မဟုတ်ပါဘူး။တရက်မှာတော့ကုမ္ပဏီကယာရုတိုးစင်းကြီးညာပေးတဲ့အချိန်မှာသူကတော့သူ့ရဲ့အရေးချင်းနဲ့လောက်သက်အရာဒီယာရုကိုသူပဲရမယ်လို့အပိုင်တွက်ထားခဲ့တာပါ။ဒါပေမဲ့ရလက်ထွက်လာတဲ့အခါမှာတော့သူအကြီးကျယ်စိတ်ပြတ်သွားခဲ့ရပါတယ်။သူ့ရဲ့အရေးချင်းတွေကဘလောက်ဖဲကောင်းနေပါသည်အထက်လူကြီးတစ်ယောက်ရဲ့တားဖြစ်သူလောဖော်ကိုင်ဘက်ကိုယာရုပေးလိုက်လို့သူစိတ်ပြတ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူဟာဒါကိုအကြာကြီးစိတ်လိမ်မနေပါဘူး။ဘာလို့လဲဆိုတော့သူ့စီမှာစင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုကနေအလွန်မမောစရာကောင်းတဲ့ကမ်းလှမ်းမှုတစ်ခုရထားလို့ပါသူဟာနှခမ်းမစင်းသားတော့ပဲအလုံးဟောင်းကနေပြဿနာတက်ပြီးအလုံးထွက်ခဲ့လိုက်ပါတော့တယ်မကြခင်မှာပဲသူနဲ့တခြားသူတချို့ဟာတရုတ်ပြည်ကနေထွက်ခွာဖို့ပြင်ဆင်ခဲ့ကြပါတယ်သူတို့ကိုလိုက်ပို့ပေးဆောင်မှာကတော့ကုမ္ပဏီကဓာတ်ရိုက်စီလွတ်လိုက်တဲ့ကိုယ်စားလှယ်ဟောင်းအေဂျင့်တူပါပဲလေရင်မထွက်ခင်မှာပဲအေဂျင့်ကခီးစဉ်လမ်းကြောင်းကိုရှင်းပြခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာစင်ကာပူကိုမသွားခင်နောက်ဆုံးဝင်နာရမယ့်ထိုင်းနိုင်ငံအနီးကပြည်နယ်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီမှာသူတို့ကိုလက်ပတ်အပန်းဖြေဖို့10နာရီအချိန်ပေးခဲ့ထားပြီးခဏအကြာမှာကောင်လေးကသူ့မေစီကိုဖုံးဆက်ပြီးအချိန်တွေပြောပြနေတော့မှရှေ့ကနေသွားနေတဲ့လှုပ်ဖို့ကင်ဘတ်တွေကထူဆန်းပြီးအနေရရှိတဲ့အချိန်တွေတစ်ခုနဲ့ရင်ဆိုင်လိုက်ခဲ့ရပါတယ်။သူတို့ကိုလက်နက်ကင်တချို့ကတားဆီးလိုက်ပြီးသူဟာအော်ဟစ်တန်တွေကြားလိုက်ရတဲ့အချိန်မှာတော့တစ်ခုခုတော့အကြီးကျယ်မှားနေပြီဆိုတာသိလိုက်ရပါတယ်။သူ့ရဲ့စိုးဝင်စိတ်ဟာအမှန်တကယ်ဖြစ်လာတဲ့အခါအသေးအံလိုက်လံဖမ်းဆီးကြပြီးနောက်ဆုံးမှာတော့သူဟာရိုက်ခံခဲ့ရကသတိလစ်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာတော့သူနဲ့တခြားသူတွေဟာထောင်ချောက်တစ်ခုတည်းကိုရောက်ရှိနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲသူတို့အတွက်ထွက်ပေါက်မရှိတော့ဘူးဆိုတာသူသဘောပေါက်သွားကသူတို့မြင်လိုက်ရတဲ့မြင်ကွင်းအရာဒါဟာအစီအစဉ်တကျဖွဲ့စည်းထားတဲ့ကြားဖြန့်ကိုင်းတစ်ခုဆိုတာသိသွားပြီးတော့ဒီထောင်ချောက်ထဲကိုရောက်လာကြတဲ့ကသူတို့ကပထမဆုံးလူတွေမဟုတ်တော့ဘူးဆိုတာလည်းသိသွားခဲ့ပါတယ်။ဒီနေရာကိုအုပ်ချုပ်နေတဲ့သူကသူတို့ကိုအလုံးမခိုင်းခင်မှာအစာအုပ်တစ်ခုလုံးကိုလိုက်ပြကအဲ့ဒီအခါမှာဒီကိုင်းဟာထင်ထားတာထက်ပိုပြီးကြီးမားပြီးရှုပ်ထွေးတယ်ဆိုတာကိုစတင်သဘောပေါက်လာခဲ့ပါတယ်။ပထမထပ်မှာတော့အခြေခံလုံသမားတွေရှိပြီးသူတို့ကငါသားချသူလိုမျိုးလင့်နေလိုက်ဖြန့်ရတဲ့သူတွေဖြစ်ခါသူတို့ရဲ့လာတာကတော့တစ်လကိုဒေါ်လာ1000ဝန်းကျင်ရကြပါတယ်။ဒုတိယထပ်မှာတော့ဝက်ဆိုက်ရေးဆွဲတဲ့အဖွဲ့ရှိပြီးအောက်ထပ်နဲ့လုံးဝမတူတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ပြီးပညာတတ်တွေကျန်းကျင်သူတွေနဲ့ပြည့်နေတာပါ။ဒီကပရိုဂရမ်မာတယောက်ရဲ့လာတာကတော့အနည်းဆုံးဒေါ်လာ4200ကနေစရပါတယ်။နောက်ဆုံးအပိုင်းကတော့အွန်လိုင်းလောင်းကစားခန်းမဖြစ်ပြီးချောမောလှပတဲ့မျိုးသမီးတွေနဲ့ပြည့်နေနေပြီးတော့ဒါဟာဒီကရဲ့အဓိကကြောရိုးပါပဲ။ဘာလို့လဲဆိုတော့သူတို့လုံးနေတာကရိုးရိုးကိန်းတစ်ခုတည်းပုံနေလို့ပါပဲ။အဆောက်အဦကိုလိုက်လံကြည့်ရှုပြီးနောက်မှာတော့သူနဲ့တခြားသူတွေကိုသူတို့ရဲ့အခြေဆိုင်စခန်းတီခေါ်ဆောင်သွားခဲ့ကြပါတယ်။ဒီနေရာဟာမူလာတန်းကျောင်းတစ်ခုနဲ့တဝင်းထဲမှာရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဒီကားရဲ့နောက်ွယ်မှာတကယ်ကိုအချိန်ဝါကြီးမားတဲ့အကာအကွယ်တွေရှိနေမယ်ဆိုတာခမန်းယုံနဲ့သိနိုင်ပါတယ်။နောက်တစ်နေ့မနက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ကသူတို့အားလုံးဟာဒီကားရဲ့ယူနီဖောင်းတွေကိုဝတ်ဆင်ထားရပြီဖြစ်လို့နောက်ပြန်လဲဖို့လမ်းမရှိတော့ကအလုပ်တွေကိုချက်ချင်းစတင်ခဲ့ပါတယ်။သူတို့ website တစ်ခုကနေအချက်လက်တွေကိုခိုးယူဖို့ခိုင်းစေခဲ့ပေမဲ့သူကညှင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာတော့မာနာထားဖို့နေရာမရှိခဲ့ပါဘူး။သူဟာရက်ရက်ဆက်ဆက်ရိုက်ခံရပြီးအဲ့ဒီဖြစ်စဉ်မှာသူ့ရဲ့နေရက်တောင်မှစုပ်ပြတ်သက်သွားခဲ့ပါတယ်။ဘေးနားကလူတွေရဲ့တုံ့ပြန်ပုံရဒါဟာဒီနေရာမှာတော့ပုံမှန်အပြစ်ပေးမှုမျိုးသာဖြစ်တယ်ဆိုတာသိတာလာပါတယ်။နောက်ဆုံးမှာတော့သူဟာတခြားရွေးချယ်စရာမရှိတော့ပဲခိုင်းတဲ့အတိုင်းလုပ်ပေးခဲ့လိုက်ရပါတယ်။ဒါပေမဲ့ဒီလူငယ်ပညာရှင်ဟာလက်မလျှော့သေးပါဘူး။ဒီလိုမရေမရာဖြစ်နေတဲ့အခြေအနေတွေကြားကနေသူဟာထွက်ပြေးဖို့တက်တက်စိတ်စီစဉ်ခဲ့ပါတယ်။တခါမှာတော့သူဟာအိမ်သားတွေကလေဝင်လူထွက်ပေါက်ကနေတွန်းသွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မောင်မြင်ခဲ့ပဲသူ့ကိုယ်သူပြဿနာပူရှာတတ်အောင်ပဲလုံးမိသလိုဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ထွက်ပြေးဖို့ကြိုးစားမှုကိုအိမ်သားထဲမှာရှိနေတဲ့အမျိုးသမီးတစ်ယောက်ကတွေးတာခဲ့လို့ပါ။သူမရဲ့နာမည်ကတော့အန်နာလို့ခေါ်ခဲ့ပါတယ်။အန်နာဟာဒီနေရာကိုရောက်လာပုံကသူနဲ့မတူတာကိုတွေ့ရပြီးအန်နာဟာသူမရဲ့အတိတ်စီကိုပြန်လည်ပြောပြခဲ့ပါတယ်။အန်နာဟာအရင်ကနာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့တရက်မှာတော့သူမဟာတခြားကုမ္ပဏီတစ်ခုမှာတက်တက်စိတ်အလုပ်လုပ်ပေးနေတယ်လို့စွပ်စွဲခံရပြီးကြိုတင်ကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံလိုက်ရပါတယ်။ဒါဟာသူမကိုတယောက်ယောက်ကတမင်တကာထောင်ချောက်ဆင်ခဲ့တယ်ဆိုတာသိသွားပြီးအလုပ်ပြုတ်ပြီးမကြခင်မှာပဲလုပ်ဖို့ကင်ဘတ်တယောက်ကသူမစီကိုလာပြီးအလုပ်ကင်ခွင်လန်းတစ်ခုလာကန့်လန့်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့အန်နာဟာသူ့ကိုဖမ်းဆီးခဲ့တဲ့အဲ့ဒီကိုယ်စားလှယ်နဲ့ပဲတောတွေ့ခဲ့ရပါတယ်အလုပ်ကတော့ရိုးရှင်းပါတယ်ခဲကသားပေးုံနဲ့စကားနည်းနည်းပြောပေးုံပါပဲလာတာကရဲ့အလွန်ကောင်းပါတယ်သူမဟာအလုပ်ထုတ်ခံရပြီးအလုပ်ဟောင်းကလောက်ခလာတာတွေလည်းမရသေးတဲ့အတွက်အလုပ်ရမ်းလိုအပ်နေတဲ့ချိန်ဖြစ်လို့သူမဟာဒီခိုင်းအတွက်တော့အကောင်းဆုံးပြည့်မှတ်ဖြစ်သွားခဲ့ပါတယ်မကြခင်မှာပဲသူမကိုကားနဲ့လာကြိုပြီးအစာပိုင်းမှာတော့အရာအလုံးဟာပုံမှန်ဖြစ်နေပြီဒါပေမဲ့ရုတ်တရက်ကားရက်သွားကတောအုပ်ထဲကနေခြေကျင်ဆက်သွားရမယ်လို့ပြောခဲ့ပါတယ်ဒါဟာတခြားနိုင်ငံတစ်ခုတည်းကိုတရားမဝင်ဖျက်ချော်တာကိုသူတို့သိသွားလို့သူမတို့ရဲ့ဗီဇတွေကိုတင်ထားလိုက်ပြီးဖြစ်လို့ခိုင်းတဲ့အတိုင်းလိုက်သွားရုံကအခြားမရှိတော့ကြောင်းသိလိုက်ရပါတယ်နောက်ဆုံးမှာတော့အမျိုးသမီးကိုကြားဖြန့်ကိုင်းကောင်းတောင်နဲ့တွေ့ခန်းခဲ့ပါတယ်သူတို့ရဲ့ပတ်စပို့နဲ့ဗီဇတွေကိုတင်စီလိုက်ပြီးတတ်မှတ်ထားတဲ့မွေးပမာဏတစ်ခုရှာပေးနိုင်မှသာပြန်ပေးမယ်လို့ချင်းချောက်ခဲ့ပါတယ်မျိုးသမီးတစ်ယောက်ချင်းစီဟာသူတို့ကိုဒေါ်လာ9သိန်းလောက်အထိရှာပေးရမှာပါလက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူတို့အားလုံးဟာထောင်ချောက်ထက်ရောက်နေပြီဆိုတာအရှင်းသာသိသွားခဲ့ပါတယ်သူတို့စကားပြောနေတော့မှပဲဂိုင်းရဲ့လူယုံကတွေ့တာခဲ့ပြီးအန်နာဟာချက်ချင်းပဲပါရက်ခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ပြင်မကဘာဖြစ်တဲ့တရုတ်ပြည်ကမျိုးတစ်မျိုးစီရောက်သွားခဲ့ကအဲ့ဒီမှာတော့စာတန်းထိုးတဲ့အလုပ်ကိုအချိန်ပိုင်းလုပ်နေကြတဲ့တက္ကသိုလ်ကျောင်းသားတစုကိုမိတ်ဆက်ပေးထားပါတယ်တညမှာတော့သူတို့စီကိုအွန်လိုင်းလောင်းကစားနဲ့ပတ်သက်တဲ့အီးမေးလ်တစ်စောင်ရောက်ရှိလာပြီးဘွဲရကန်ဒီကျောင်းသားတွေအတွက်တော့ဒီကလန့်ချက်ဟာလက်လူရှုဖို့ခက်ခဲလောက်အောင်ကိုမမောစရာဖြစ်နေခဲ့ပါတော့တယ်ဒါပေမဲ့သူတို့တဲကတယောက်ကတော့ဒါကိုခွင့်ရေးတစ်ခုထပ်ပို့ပြီးမြင်နေခဲ့တာပါဒါဟာကြောင်ညာတစ်ခုတည်းမကပဲအစပြုလာမယ်ငရဲတစ်ခုဆိုတာသူမသိခဲ့ချပါဘူးကျောင်းသားလေးဟာအန်နာရဲ့ဆွဲဆောင်မှုမှာမိသွားပြီးအဲ့ဒီလောင်းကစားဆော်ဝဲကိုတိတ်တိတ်စိတ်ဒေါင်းလော့လုပ်ခါစတင်ကစားပါတော့တယ်အန်နာကသူ့ကိုမိတ်ဆက်ပုံတွေဟာဂိမ်းကိုတကယ်အပြင်လောကလိုခဏသေးရပြီးသူကိုယ်တိုင်လည်းဒီကစားနည်းမှာကျွမ်းကျင်လာပြီလို့ထင်မှတ်သွားသေးခဲ့ပါတယ်ဒါပေမဲ့ဒါဟာစနစ်တကျစီစဉ်ထားတဲ့ထောင်ချောက်တစ်ခုသာဖြစ်ခါအစပိုင်းမှာကစားသမားတိုင်းနိုင်အောင်ဖန်တီးထားတာမို့သူဟာပထမဆုံးချိန်နိုင်ရရှိသွားခဲ့ပါတယ်ရန်နှဲငယ်လောက်ကစားပြီးတဲ့နောက်မှာတော့သူဟာကိုအွန်လိုင်းလောင်းကစားမှာဆရာကြီးတယောက်လူထင်လာခဲ့ပြီးရှုံးလေအလောင်းစားကိုနှစ်ဆတိုးလေပါပဲတစ်ချိန်လောက်ပြန်လိုက်တာနဲ့အရင်ရှုံးသမျှပြန်ရနိုင်တယ်ထက်တလဲလဲရှုံးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သူတွေးနေမိခဲ့တာပါအဲ့ဒီညမှာပဲသူဟာရှိသမျှပတ်စံအကုန်ပုံဩပြီးလောင်းလိုက်ခါဒီတစ်ခါမှာတော့ကန်တရားကသူ့ဘက်မှာရှိမနေခဲ့ပါဘူးလောင်းကစားခိုင်းကသူ့ဒေသနာအဖွဲ့ဟာသူ့ရဲ့မွေချေးအုံလုံးကိုစောင့်ကြည့်နေပြီးချက်ချင်းပဲအွန်လိုင်းကနေမွေချေးဖို့ကန့်လန့်လိုက်ပါတယ်ဒါဟာသူစက်ကစားနိုင်မှုလမ်းဖွင့်ပေးလိုက်တာပါပဲမကြခင်မှာပဲအန်နာစီကနေသူ့စီကိုဓာတ်ရိုက်စာရောက်လာခဲ့ပါတယ်သူမကသူ့ကိုကူညီခြင်းအောင်ဆောင်ပြီးနောက်တော့အတွက်နိုင်မဲ့နံပါတ်ကိုပေးလိုက်ပါတော့တယ်သူဟာစိတ်မနှိမ့်နိုင်တော့ပဲဖုံးအားကုန်လူနီးပါဖြစ်နေတာတောင်လူတွေပြည့်နေတဲ့စာကြီးတိုက်ထဲမှာပါဝါဝမ်ငှားလိုက်ခါလောင်းစားကိုဆက်လုပ်ခဲ့ပါတယ်ဒီတစ်ခါမှာတော့သူနိုင်ရရှိခဲ့ပါတယ်ဒီနိုင်ပွဲကပဲသူ့ကိုထောင်ချောက်ထဲကိုပုံနေစေခဲ့တာပါသူဟာအချိန်မွေးနေရမွေးလောင်းကစားကိုပဲစောတလန်းလန်းလှုပ်လာပါတော့တယ်တစ်ဖက်မှာလည်းဇက်လိုက်ဖြစ်သူဟာဒီအချိန်တွေကိုစောင့်ကြည့်နေပြီးအဲ့ဒီចောင်းသားစီကိုကူညီတောင်းတဲ့လှုပ်ဝက်စာတစ်စောင်ကိုပေးပို့ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲចောင်းသားလေးဟာအဲ့ဒီစာကိုနားမလည်ခဲ့ပါဘူးတလားလောက်ကြားတဲ့အခါမှာတော့သူဟာသူလှုပ်ခင်းသမျှရဲ့နောက်ဆက်တွဲပြဿနာတွေကိုဖုံးကွယ်ထားလို့မရတော့ပဲအကျွေးတောင်းတဲ့သူတွေဟာသူ့မိဘအိမ်အထိကိုရောက်လာခဲ့ကတလအတွင်းမှာတင်သူဟာဒေါ်လာ3,400,000လောက်ထိကိုအကျွေးတင်နေတာကိုသိလိုက်ရပြီးသူ့မိသားစုဟာတုန်လှုပ်သွားခဲ့ကြပါတယ်အခုချိန်မှာတော့သူ့ရဲ့ဘဝဟာပျက်စီးစပြုလာပြီးမိသားစုဝင်တွေရဲ့ချစ်သူနဲ့ပါဆက်ဆံရေးတွေပြပြကုန်ပြီးဒါတောင်သူဟာမရက်တက်ခဲ့ပါဘူးသူ့ရဲ့ကားကိုပါပေါင်နှံပြီးဆက်ကစားခဲ့ပါတယ်တညမှာတော့သူ့ချစ်သူကသူ့စီလာပြီးဖြောင်းပြခဲ့ပါတယ်ဒါကိုသူကအခွင့်ကောင်းယူပြီးသူ့ကိုယ်သာအလောင်းစားလုပ်ဖို့ခံခဲ့ပါသေးတယ်ဒီလိုအခြေအနေဆိုးတဲ့အထဲမှာတော့လောင်းကစားစောကျင်တဲ့စိတ်ကမပြောက်ခဲ့ပါဘူးအဲ့ဒီချိန်မှာသူခံမှန်းတာတွေအကုန်မှန်နေပေမဲ့သူ့ချစ်သူကတော့သူထပ်ပြီးဆုံးရှုံးမှဆိုးလို့လောင်းကစားကိန်းကိုပါဖျက်လိုက်ပါတယ်အရာအလုံးကိုပြုပြင်နိုင်တော့မယ်လို့ယူဆထားတဲ့သူ့ရဲ့မျှော်လင့်ချက်တွေပျောက်ဆုံးသွားတဲ့အတွက်သူဟာအကြီးကျယ်ဒေါသထွက်ပြီးသူ့ချစ်သူကိုကိုထိလက်ရောက်ကျူးလွန်တဲ့အထိပါဖြစ်လာခဲ့ပါတယ်သူမသိတာတခုကတော့သူအဲ့ဒီလောင်းကစားကိန်းကိုတကယ်လောက်ခဲ့နိုင်ရင်တောင်လောင်းကစားကိုင်းကသူ့ကိုဘယ်တော့မှပေးနိုင်မှာမဟုတ်ဘူးဆိုတာပါပဲမကြခင်မှာပဲသူ့ချစ်သူဟာတတိမွေးပြီးရဲစခန်းမှာဖြစ်ဖြစ်အားလုံးကိုတန်ကြားလိုက်ပါတော့တယ်သူမကအချင်းနေရရက်ကိုအသေးစိတ်ဖွင့်ပြောလိုက်တဲ့အခါကံကောင်းထောက်မှစွာနဲ့ပဲတာဝန်ရှိသူတယောက်နဲ့တွေးခွင့်ရသွားခဲ့ပါတယ်ဒိန်လည်မှုတိုက်ဖြတ်ရေးဌာနရဲ့အဆိုအရဒီចောင်းသားလေးဟာမွေးညက်ကိုင်းရဲ့တားကောင်ဖြစ်နေတာရှင်းနေခဲ့ပါတယ်လောင်းကစားစော်ဘဲကိုဖုန်းထဲထိုက်လိုက်တာနဲ့သူ့ရဲ့ဖုန်းဟာကြားဖြန့်ကိုင်းရဲ့ထိန်းချုပ်မှုအောက်ကိုချက်ချင်းရောက်သွားခဲ့ပါတယ်အဲ့ဒီကနေတဆင့်သူတို့ဟာចောင်းသားလေးတွေရဲ့အလေးထားတွေနဲ့မွေးကြေးအခြေအနေကိုလေးလာဆောင်ကြည့်ကအနိုင်ရှုံးရလက်တွေကိုသူတို့ရဲ့စိတ်ကြိုက်လှည့်သားထိန်းချုပ်နိုင်မှာဖြစ်ပါတယ်တကယ်တော့ဒီစနစ်ကတားကောင်ကိုအနိုင်ပေးဖို့ဘယ်တော့မှဝင်မလေးပါဘူး
သူတို့တကယ်ကြောက်တာကသားကောင်ကစက်မကစားတော့ပဲရက်တန့်သွားမှာကိုပါဒီအချိန်ဒီမှာတော့ကျောင်းသားလေးရဲ့အချိန်တွေကအတော်လေးဆိုးရွားနေပြီးသူဟာအရင်ကလူမဟုတ်တော့ပဲမိခင်ရင်းကိုတောင်ပြန်អော်တဲ့အပြင်ကိုအဆုံးစီရင်မယ်လို့ပါချိန်ချောက်လာခဲ့ပါတော့တယ်အဲ့ဒီချိန်ချောက်မှုကအောင်မြင်သွားပြီးသူဟာဖုံးပြန်ရခဲ့ရုံနဲ့မကပဲအိမ်ပိုင်ဆိုင်မှုတွေကိုပါခိုးယူသွားကသူဖုံးပြန်ပွင့်လာတာနဲ့တပြိုင်နက်တည်းကြားပြန်ခိုင်းရဲ့ ID ခန်းစီကိုအချက်ပေးတန်ရောက်သွားကကျောင်းသားလေးကအန်နာစီကိုချက်ချင်းဆက်သွယ်ပြီးအချက်လိုက်တစ်တွေကိုပြန်လဲတောင်းခံလိုက်ပြန်ပါတယ်သူ့ရဲ့လောဘကိုအသုံးချပြီးသူတို့ကထပ်ပြီးငါးသာပြစ်လိုက်ပါတော့တယ်အခုတော့ဒီကျောင်းသားလေးဟာကစားသမားတွေမကတော့ပဲဒီကိုင်းရဲ့အကျိုးတူလုပ်ငန်းရှင်တယောက်ဖြစ်ချင်လာခဲ့ပါတယ်သူရင်းနှီးမြုပ်နှံမှုပြင်ဆင်ထားတဲ့ပမာဏကဒေါ်လာ1 သန်းကျော်အထိရှိနေပြီးဂိုင်းချုပ်ရဲ့ခိုင်းစီချက်ရအန်နာကအဲ့ဒီငွေတွေကို Bitcoin လိုမျိုး digital ငွေကြေးအကောက်ထဲကိုလွှဲခိုင်းလိုက်ပါတယ်။ရပ်ပိုင်းအတွင်းမှာတင်အဲ့ဒီငွေက200ခိုင်နှုန်းတိုးတက်လာတဲ့အတွက်သဘောတူညီရဲ့အရာအန်နာကဒီငွေတွေကိုချက်ချင်းထုတ်ပေးရမှာပါ။ဒါပေမဲ့ဒီလောက်အထိများပြားတဲ့မူလွဲမှုကိုရဲတပ်ဖွဲ့ကသတိပြုမိသွားခဲ့ကပြဿနာကအဲ့ဒီငွေတွေဟာပြည်ပကအပေါင်ဆိုင်တစ်ခုစီကိုရောက်သွားခဲ့တာပါ။ရဲရာရှိတွေကအဲ့ဒီနိုင်ငံကလောက်ဖို့ကိုင်ဘက်တွေစီဆက်သွယ်ပြီးငွေတွေကိုသိမ်းဆည်းဖို့ကြိုးစားခဲ့ပေမဲ့ဖုန်းလိုင်းကရုတ်တရက်ပြတ်တောက်သွားခဲ့ကအဲ့ဒီချိန်မှာပဲចောင်းသားလေးရဲ့ငွေတွေကအကောက်ပေါင်းရာနဲ့ချီကိုကွက်ထွက်သွားက10မိနစ်အတွင်းမှာတင်လက်ငင်းမူသားတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။အရာအလုံးဟာဗရန်ပရာတွေဖြစ်ကုန်ပြီးဒီလိုဖြစ်ပျက်နေရတော့မှဒီចောင်းသားလေးဟာအန်နာတို့နဲ့ခဏတာဆက်သွယ်နေခဲ့ကြပါသေးတယ်။ဒါပေမဲ့ចောင်းသားလေးကသူ့ရဲ့ဝေစုကိုမရခင်မှာတင်အန်နာကရုတ်တရက်ပျောက်ကွယ်သွားခဲ့ကဒါဟာခါသီးတဲ့လက်တူဘွားပါပဲ။သူ့ရဲ့နောင်တတွေဟာဘယ်တော့မှတိတ်မယ်မရှိတော့ပါဘူး။မကြခင်မှာပဲချစ်သူနဲ့မိဘတွေကသူ့ကိုလားချတွေ့ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအပြစ်စိတ်ရှိမှုတွေကြောင့်သူတို့ကိုမျက်နှာချင်းမဆိုင်နိုင်တော့ပဲနောက်ဆုံးမှာတော့မတွေးဝဲစရာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။သူ့ရဲ့ပျက်စီးဆုံးရှုံးမှုဟာကြားပြန်ကိုင်းအတွက်တော့အောင်ပွဲကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။သူတို့ဟာဘွားတစ်ခုပျက်စီးသွားတာကိုဘီးမဆိုင်ပဲအကြီးကျယ်ပါတီပွဲလုပ်ပြီးအောင်ပွဲခံကြပါတော့တယ်။နောက်တစ်နေ့မှာတော့အန်နာနဲ့ဇလိုက်ဖြစ်သူတို့ဂိုင်းအတွက်အကျိုးအများဆုံးဖြစ်သူဖြစ်စုချီးမြှင့်ခံခဲ့ကြပြီးဒီနှစ်အတွင်းမှာတင်သူတို့ဂိုင်းရဲ့မွေးမွေဟာဒေါ်လာတန်း60အထိရောက်ရှိသွားခဲ့လို့ပါဒါကြောင့်ဂိုင်းချုပ်ကသူတို့နှစ်ယောက်ကိုအကြိုက်သုံးလူတွေဖြစ်ဆက်ဆံလာပြီးဇက်လိုက်ကိုဝန်ထမ်းအဆင့်ကနေအကျိုးတူမိတ်ဖက်အဖြစ်တောင်မှယာရုတိုးပေးဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ဂိုင်းချုပ်ဟာသူပေးထားတဲ့ဂရိကိုတီးရအောင်မှဖြစ်ပါတယ်အန်နာဟာသူမရှာပေးရမယ်မူပမာဏပြည့်သွားလို့ပတ်စပို့ပြန်ရဖို့မျှော်လင့်ခဲ့ပေမဲ့လက်တွေ့မှာတော့အဲ့ဒီလိုအခွင့်အရေးမျိုးကဘယ်တော့မှမရှိခဲ့ပါဘူးအဲ့ဒီအစားသူမကိုရွေးချယ်တရားနှစ်ခုပဲပေးခဲ့ပါတယ်။ဂိုင်းချုပ်ကိုလက်ထပ်မလားဒါမှမဟုတ်နောက်ထပ်ဒေါ်လာတန်း30ထပ်ချပေးမလားဆိုတာပါပဲ။သူမကညှင်းဆန်တဲ့အခါမှာတော့ဂိုင်းချုပ်ကသူမကိုအထမပြုခြင်းမှုကြိုးစားပါတော့တယ်။အဲ့ဒီချိန်မှာပဲဇလိုက်ဖြစ်သူကရောက်လာပြီးအန်နာကိုအန်ရယ်ကနေကယ်တင်ပေးခဲ့ကသူတို့ရောက်ခဲ့လာတဲ့အကြောင်းရင်းကတော့ဂိုင်းချုပ်အရင်ကကန့်လန့်ခဲ့တဲ့အကျိုးတူမိတ်ဖက်ဖြစ်လောက်ကင်ဖို့လက်ခံလိုက်လို့ပါပဲ။သူဟာအရင်ကထပ်ပိုမိုလုံခြုံပြီးထိရောက်တဲ့စနစ်တစ်ခုကိုထည့်သွင်းပေးလိုက်ပါတယ်။ဒီနည်းပညာကြောင့်ဂိုင်းချုပ်အနေနဲ့ပထမတက်ကအခြေခံလုံသမားတွေကိုငှားထားဖို့မလိုတော့ပဲစနစ်ကအလိုလျောက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါဟာဇလိုက်အနေနဲ့အဲ့ဒီလုံသမားတွေကိုတော်ရိုက်သောနည်းနဲ့လုံမြောက်ခွင့်ပေးလိုက်တာပါပဲ။ဒါပေမဲ့အကျိုးတူမိတ်ဖက်ဖြစ်လာတာတော့မှသူဟာထွက်ပြေးဖို့အစီအစဉ်တွေကိုလက်မလျှော့သေးပါဘူး။ဒီတစ်ခါမှာတော့သူဟာမွေးဆက်ကူပေါ်မှာသူတို့ရှိနေတဲ့နေရာနဲ့ဒီနေရာကိုအကူအညီတောင်းတဲ့လှုပ်ဝက်တင်ငယ်သားတွေနဲ့ရေးသားခဲ့ပါတယ်။အဲ့ဒီမွေကိုမကြခင်လွတ်မြောက်တော့မယ်လို့ထင်ရတဲ့လုံသမားတယောက်စီကိုထည့်ပေးလိုက်ပြီးဒါဟာအကူအညီရဖို့အတွက်အကောင်းဆုံးခွင့်ရေးလို့သူတွေးခဲ့ပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီလုံသမားတွေဟာလွတ်မြောက်သွားတာမဟုတ်ဘဲတခြားတနေရာစီကိုထပ်မံရောင်းသားခံလိုက်ရတာပါသူ့ရဲ့မျောလင့်ချက်တွေကချက်ချင်းပဲပျက်စီးသွားခဲ့ရကမျောလင့်ထားတဲ့အတိုင်းပဲဂိုင်းရဲ့လူယုံကအဲ့ဒီမွေဆက်ကူကိုတွေ့သွားခဲ့ပါတယ်အဲ့ဒီညမှာပဲအားလုံးကိုစုဝေးစီပြီးတခြားသူတွေအနေနဲ့မကြောက်ရောက်စေဖို့ဇလိုက်နဲ့အန်နာတို့ဟာရှေ့ထွက်ပြီးဒါဟာသူတို့ရဲ့အစီအစဉ်ဖြစ်ကြောင်းဝန်ခံလိုက်ခဲ့ကြပါတယ်။အကျိုးသက်အနေနဲ့သူတို့ဟာရရဆက်ဆက်နှိပ်စက်မှုကိုခံခဲ့ရပြီးဇလိုက်ကတော့ခြေတော်ကျိုးသားခဲ့ကအန်နာကတော့လက်သေးကုန်နေတဲ့ကိုအနဲ့အထိုးခံရပြီးနှိပ်စက်မှုကိုခံခဲ့ရပါတယ်။နိုင်ရင်ငယ်ကြမှာတော့သူတို့ကိုပြန်လည်ပို့ဆောင်နေတော့အန်နာဟာအသက်ဘေးကနေလောင်းကြီးထပ်ပြီးကားပေါ်ကနေခုန်ချထွက်ပြေးသွားခဲ့ကဒီတစ်ခါမှာတော့သူမတကယ်ပဲလွတ်မြောက်သွားခဲ့ပါတယ်။သူမဟာရဲစခန်းတစ်ခုကိုရောက်တဲ့အခါမှာတော့အဖြစ်ပြက်အားလုံးကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့ရဲရာရှိတယောက်ရဲ့တောကျိတ်ကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမှန်တရားကိုသိသွားပါတော့တယ်။အဲ့ဒီကရဲတွေကလည်းကြားပြန်ကိုင်းနဲ့တစ်ထက်သေးဖြစ်နေတာပါ။သူမဟာထပ်မံဖမ်းဆီးခံရပြီးဒီတစ္ဆာဖောက်မှုအတွက်ဂိုင်းချုပ်ကသူမကိုတပ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကိုကျိုးနဲ့တုပ်အိတ်ထဲထည့်ပြီးမြစ်ထဲကိုပစ်ချလိုက်ပါတယ်။ဒါပေမဲ့လူတိုင်းမသိတာကတော့ဂိုင်းရဲ့လူယုံဟာအိတ်ထဲမှာကျိုးတစ်ချောင်းကိုလှုပ်ဝက်ချီခဲ့တာပါသူ
သူဟာအန်နာကိုတက်လိုက်ပြီးဖြစ်ကြောင်းဗီဒီယိုရိုက်ပြီးဟန်ပြလုပ်ခဲ့တာဖြစ်ပြီးတကယ်တမ်းမှာတော့သူမပေါ်စိတ်ကူးရှိနေတာကြောင့်မြစ်ထဲကနေပြန်ဆွဲတင်ခဲ့ပါတယ်။သူဟာအန်နာကိုပတ်စပို့ပြန်ပေးပြီးလေတစည်းနဲ့ဒီပြည်နယ်ကနေထွက်သွားခွင့်ပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းရဲတပ်ဖွဲ့ဟာတဲလွန်စာအစ်စ်မှန်တွေကိုစတင်ရှာဖွေလာပြီးအန်နာဘသူဘဝဖြစ်ကြောင်းသိရှိသွားတာနဲ့တပြားနက်တည်းမျိုးထဲမှာရှိနေတဲ့ကြားဖြင့်ကားရဲ့တီနီယာတချို့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရဲရရှိတွေဟာဇက်လိုက်ကအရင်ကចောင်းသားလေးစီပို့ခဲ့တဲ့လှုပ်ဝက်စာကိုအောင်မြင်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။အခုတော့သူတို့မှာအဓိကတဲလွန်စာတစ်ခုရရှိသွားပြီးနောက်တစ်နေ့မှာတော့အန်နာဟာအိမ်ကိုပြန်ရောက်လာပေမဲ့ရဲတွေကသူမကိုစောင့်ကြည့်ထားနေတာကိုတွေ့လိုက်ရပါတယ်။အတိတ်ကဒဏ်ရာတွေကြောင့်သူမဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲဒီရဲတွေကတော့ကြားပြန်ကိုင်းနဲ့မပတ်သက်တဲ့ရဲစစ်စစ်တွေဖြစ်နေခဲ့ပါတယ်။သူမရဲ့လုံခြုံရေးအတွက်အန်နာကအစပိုင်းမှာထွက်သူချက်ပေးဖို့ညှင်းဆန်နေခဲ့ကနောက်ပိုင်းမှာတော့သူမကိုအွန်လိုင်းလောင်းကစားကြောင်းနင့်နာခဲ့ရတဲ့သူတွေအတွက်ပြုလုပ်တဲ့ဟောပွဲတစ်ခုစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီမှာရှိနေတဲ့သူတွေအားလုံးမှာတူညီတဲ့ရည်ရွယ်ချက်တစ်ခုစီရှိနေခဲ့ကြတာပါ။အဲ့ဒါကတော့မွေးကြေးပြည်စုံမှုအချိန်တိုအတွင်းမှာအောင်မြင်ခြင်းနေကြတာပါပဲ။ဒါပေမဲ့သူတို့ရလက်တဲ့ရလက်ကတော့နာကျင်ခံစားမှုတွေမိသားစုတွေပြိုလဲပျက်စီးမှုတွေနဲ့ဘဝပြတ်သွားရတာတွေပဲဖြစ်ပါတယ်။ဇလန်တိုင်းကနာကျင်စရာကောင်းလောက်အောင်တူညီနေကြပြီးအဲ့ဒီမနောက်မှာတော့ចောင်းသားလေးရဲ့ချစ်သူကရှေ့ထွက်လာပြီးသူ့ရဲ့အကြောင်းကိုပြောပြပါတော့တယ်။တစ်ချိန်ကထက်မြက်ပြီးပညာတတ်ခဲ့တဲ့ចောင်းသားလေးဟာအခုတော့စေယုံကရင်ပေါ်မှာသတိမေ့နေမျောပြီးအသက်ရှင်လျက်အလောင်းတစ်ခုလိုဖြစ်နေရပါပြီ။သူ့ရဲ့အခြေအနေကတော့ဘယ်တော့မှပြန်နိုးထားလာနိုင်တော့မှမဟုတ်ပါဘူး။အန်နာကအမှန်တရားကိုဖွင့်ဟပြီးပူပေါင်းပါဝင်လာတာနဲ့အမျှရဲတပ်ဖွဲ့ဟာလည်းဒီကိုင်းကိုအမြင့်ပြတ်ချိန်မုန်းဖို့အထူးစစ်စင်ရေးအဖွဲ့တစ်ဖွဲ့ကိုချက်ချင်းဖွဲ့စည်းလိုက်ခါစစ်စင်ရေးကိုအလွန်လှုပ်ဝက်တဲ့အစီအစဉ်နဲ့လှုပ်ဆောင်ခဲ့ပါတယ်။အောင်မြင်မှုတေချာစေဖို့အတွက်သူတို့ဟာဒေသခံရဲတွေကိုအတိမပေးဘဲလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ပဲဓာတ်ရိုက်ပူးပေါင်းခဲ့ကြပါတယ်။မကြာခင်မှာပဲသူတို့ဟာတရုတ်ပြည်ကမြို့တစ်မြို့ကိုရောက်ရှိလာပြီးလက်နက်ကင်စစ်ဖက်ဆိုင်ရာအင်အားအလုံးရင်းနဲ့အတူကိုင်းရဲ့အလုသမားအဆောင်တွေကိုဝင်ရောက်စီးနင်းခဲ့ကြပါတယ်။အဲ့ဒီမှာကိုင်းရဲ့လက်ဝေခံအတော်များများကိုဖမ်းဆီးနိုင်ခဲ့ပြီးဒီစစ်စင်ရေးဟာအကြာကြီးလှုပ်ဝက်ထားလို့မရခဲ့ပါဘူး။ရဲတပ်ဖွဲ့တွေကသတင်းပေးတယောက်ကြောင့်အစီအစဉ်ဟာပေါက်ကျသွားခဲ့ပါတယ်။သူတို့ဂိုင်းချုပ်ရဲ့အဓိကရုံးချုပ်ကိုရောက်ရှိသွားကအဲ့ဒီချိန်မှာတော့အစောအုပ်တစ်ခုလုံးဟာလူသူမရှိဘဲအလွတ်ကြီးဖြစ်နေခဲ့ပါပြီ။တဲလွန်စာပျောက်ဆုံးသွားတဲ့အတွက်တာဝန်ရှိသူတွေဟာစိတ်ပြက်အာရောသပြုလာပါတော့တယ်။အချိန်ကလည်းနဲပြီးဖြစ်နေသလိုတနိုင်ငံလုံးအနှံ့လိုက်ရှာဖို့ဆိုတာလည်းမဖြစ်နိုင်တဲ့ကိစ္စပါ။ဒါပေမဲ့သူတို့လက်လျှော့တော့မဲ့အချိန်မှာပဲထူးခြားတဲ့တဲလွန်စာတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီပညာကျွမ်းကျင်သူတယောက်ကဇလိုက်ဖြစ်သူအရင်ပို့ခဲ့တဲ့ဓာတ်ပုံထဲမှာလှုပ်ဝက်ချက်တစ်ခုပါနေတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဇလိုက်ဟာသူ့ရဲ့လက်ချောင်းဟန်ပန်လေးတွေကိုအသုံးပြုပြီးသူရှိတဲ့တီနီယာကိုအတိအကျအချက်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီတီနီယာဟာအထက်လူကြီးတွေနဲ့ဓာတ်ရိုက်ပတ်သက်နေပြီးဩဇာကြီးမားတဲ့လူမဂိုင်းချုပ်ကြီးတယောက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာပါ။အဲ့ဒီနေရာဟာလက်ပွေလုံခြုံရေးစနစ်တွေနဲ့အဆင့်မြင့်ကကာကွယ်ထားတဲ့နေရာဖြစ်ပေမဲ့ရဲတပ်ဖွဲ့ကတော့အလျှော်မပေးခဲ့ပါဘူး။အဲ့ဒီညမှာပဲအန်နာကိုအခင်းဖြစ်ရာနေရာစီလေရင်နဲ့ဓာတ်ရိုက်ခေါ်ဆောင်လာခဲ့ပါတယ်။တဲလွန်စားတွေအရာဂိုင်းရဲ့အခြေစိုက်စခန်းဟာမူလာတန်းကျောင်းတစ်ခုထဲမှာရှိနေတာဖြစ်လို့ဓာတ်ရောက်ဝင်ရောက်စီးနှင်းရင်ကလေးတွေအသက်အန္တရာယ်ရှိနိုင်တာကြောင့်သူတို့ဟာတခြားစီစဉ်တစ်ခုကိုဆွဲခဲ့ပါတယ်။သူတို့ဟာကြားပြန်ကိုင်းစီကိုအစားအသောက်ပုံမှန်ပို့ပေးနေတဲ့ကုမ္ပဏီနဲ့ချိတ်ဆက်ပြီးဇက်လိုက်ရဲ့အစားအစာထဲမှာလှုပ်ဝက်ညွန်ကြားချက်တွေထည့်ပေးလိုက်ပါတယ်။အစီအစဉ်ကတော့ဇက်လိုက်ကမီးဘေးအချက်ပေးစနစ်ကိုတမင်တကာအလုပ်လုပ်အောင်လုပ်ရမှာပါ။အဲ့ဒီအခါမှာចောင်းသားလေးတွေဟာဘာမှမသိငါပဲအပြင်ကိုထွက်လာကြမှာဖြစ်ပြီးကဲတဲ့အဖွဲ့တွေရောက်လာတဲ့အချိန်ဟာရဲတပ်ဖွဲ့တွေဝင်ရောက်စီးနင်းဖို့အကောင်းဆုံးအချိန်ပါပဲဒါပေမဲ့အစီအစဉ်ဟာထင်သလိုဖြစ်မလာခဲ့ပါဘူးဂိုင်းချုပ်ကစောင့်ကြည့်ရေးကင်မရာကနေတဆင့်အန်နာကိုမြင်သွားပြီးသူထောင်ချောက်ဆင်ခံရပြီဆိုတာသိသွားခဲ့ပါတယ်ဖတ်ပြဖို့လမ်းမရှိတော့တဲ့အတွက်ဂိုင်းရဲ့လူယုံကဂိုင်းချုပ်ကိုဓာတ်နဲ့ထိုးပြီးတတ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးအဲ့ဒီလိုအသက်လူနေရတဲ့အခြေအနေမှာတော့ဂိုင်းချုပ်ဟာလူယုံကိုလှည့်သားနိုင်ခဲ့ပါသေးတယ်သူကအပြစ်ကိုခွင့်လွှတ်ပေးနိုင်မယ်လို့ဟန်ဆောင်ပြီးတခုပဲခိုင်းလိုက်ပါတယ်။အဲ့ဒါကတော့ရှေကန်းကိုသွားပြီးသူတို့ရဲ့နောက်ွက်ကဆရာကြီးရဲ့ထောက်ထားမှတ်တမ်းတွေကိုအားလုံးဖျက်ဆီးပစ်ဖို့ပါပဲ။တကယ်တော့ဂိုင်းကျုပ်ဆိုတာလဲပုံမူကြီးမားတဲ့စနစ်ကြီးတစ်ခုရဲ့လက်ကင်တုပ်တစ်ယောက်သာဖြစ်တယ်ဆိုတာရှင်းသွားခဲ့ပါပြီ။ရဲတွေဝိုင်းထားတာကိုတိလိုက်ရတဲ့အချိန်မှာတော့ဂိုင်းကျုပ်ဟာဇက်လိုက်ကိုရင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဇက်လိုက်ကအထင်ကိုမခံတော့ပါဘူး။ရဲရရှိတွေရှေ့မှာတင်ဂိုင်းကျုပ်စီကဖုံးကိုအရမလူလိုက်ခါအဲ့ဒီဖုံးထဲမှာဂိုင်းရဲ့ရာဇဝတ်မှုမှတ်တမ်းတွေအားလုံးပါဝင်နေတာကြောင့်ဒီစနစ်ကိုဇက်လိုက်ကိုယ်တိုင်တီးဆောင်းခဲ့တာဖြစ်လို့သူတယောက်ပဲဖွင့်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂိုင်းရဲ့လူယုံဟာသူ့ကိုယ်သူအနစ်နာခံပြီးဖုံးကိုတနက်နဲ့ပစ်ခါဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကတော့ပါဝင်ပတ်သက်သူအားလုံးကိုဖမ်းဆီးနိုင်ခဲ့ကအန်နာဟာဇက်လိုက်အသက်ရှင်နေသေးတာကိုမြင်လိုက်ရတဲ့အခါမှာတော့စိုးရင်စိတ်တွေဟာစိတ်သက်သာရာအမူအရာဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အနားကိုမကတ်နိုင်ကြသေးပေမဲ့သူ
သူတို့ရဲ့မျက်လုံးချင်းစုံကပြုံးလိုက်ကြတဲ့အတွက်အပြုံးတွေကပဲသူတို့ရဲ့ခံစားချက်တွေအားလုံးကိုဖော်ပြနေခဲ့ပြီးဖန်ဆင်းမှုတွေအပြီးမှာတော့ဂိုင်းချုပ်ဟာတည်တံ့ချမှတ်ခံလိုက်ရပါတယ်။အန်နာကတော့စစ်စင်ရေးမှာပူးပေါင်းပါဝင်ခဲ့တာကြောင့်ထောင်ဒဏ်နဲ့ဆိုင်းငယ်ပြစ်ဒဏ်သာချမှတ်ခံခဲ့ရပါတယ်။ဇလိုက်ဖြစ်သူကတော့ချင်းချောက်အကြက်ခံရပြီးအလုတ်လုတ်ခဲ့ရတဲ့တားကောင်ဖြစ်ကြောင်းတက်သိပြနိုင်ခဲ့လို့အမှုအားလုံးကနေကင်းလွတ်ခွင့်ရခဲ့ပါတယ်။နှစ်အနည်းငယ်ကြာမှာတော့သူဟာရဲတပ်ဖွဲ့ရဲ့ ID အကြံပေးတစ်ယောက်အဖြစ်လှုပ်လှုပ်နေခဲ့ပြီးအန်နာရဲ့အကူအညီသာမပါခဲ့ရင်သူအခုလိုလွတ်မြောက်လာမှာမဟုတ်ဘူးဆိုတာကိုသူဘယ်တော့မှမမေ့ခဲ့ပါဘူး။ဒါပေမဲ့ဇလန်ရဲ့နောက်ဆုံးခိုက်တက်မှာတော့စိတ်မသက်မသာဖြစ်စေရာအချက်တစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒါကတော့နင့်နာသူတွေအတွက်ပြုလုပ်ခဲ့တဲ့ဟောပြောပွဲထဲမှာအရင်ကတောချိတ်အတိုင်းကင်ထားတဲ့ကြားပြန်ကိုင်းရဲ့တချို့တယောက်ရှိနေတာပါပဲ။ဒါဟာဒီကိုင်းဟာလုံးဝအုတ်တုံပြောက်ကွယ်သွားတာမဟုတ်ခဲ့သေးဘူးဆိုတော့သတိပေးချက်တစ်ခုပါပဲဒီဇလန်ရဲ့သင်ခန်းစာကတော့အလုံးမလုံးဖဲအလိုရမမူနောက်ကိုလိုက်ချင်းဟာကိုချေရတဲ့သူတွေအားလုံးကိုတိတ်တိတ်ဆိတ်ဖျက်ဆီးပြစ်နိုင်နေဆိုတာပါပဲအဲ့ဒီအမှန်တရားကိုသဘောပေါက်လာတဲ့အချိန်မှာတော့သင်ဟာပြန်လဲလို့မရတော့အောင်ဘဝကိုပြတ်နေပြီဖြစ်နိုင်ပါတယ်ဒီဇလန်လေးကတော့အခုလက်ရှိကမ္ဘာပေါ်မှာဖြစ်နေတဲ့ကြားပြန်ကိုင်းအကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်အားလုံးပဲဒီဇလန်လေးကိုကြိုက်နေတဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးဇာတ်ကားသစ်တင်တိုင်းသိရအောင်ဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့အကြံပေးချင်ပါတယ်